Okay ခင်းတယ်အဲ့ဒါဆက်ဆက်နော်ဆက်ပြီးတော့ရတာခဏလေးပေါ့နော်ခဏလေးဒီမနက်ကtime ဘက်ကနေကျွန်တော်မှာလာတာပေါ့မှာလာတာဟိုဆိုတော့ဒီနေ့မှာနောက်ထပ်ပစ္စည်းတစ်ပတ်ခါရောက်3ရက်ပဲကြာအဲ့လိုမျိုးမှာဝင်နေပြီးလာတာပေါ့နော်ဒါကဘာလဲဆိုတော့ဒီမှာရေးရတဲ့အတိုင်းပဲ F1 နော်ပြီးလို့ရှိရင်ဒီမှာ site ချက်ရေးရတယ်မိခင်ကြည့်တာတော့မိခင်ကအင်ဒိုနီးရှားနဲ့လာဟုတ်တော့အင်ဒိုနီးရှားနဲ့လာ site ကတော့ဘာလို့7ဝတ်တာဘာလို့7ဝဖြစ်နေလဲဆိုပြီးရှင်းပြမယ်အဲ့မှာ 25cm နဲ့ဒီမှာ F1 ပြီးလို့ရှိရင်တော့ထဲမှာဘုံတော့ print paper တော့ကျွန်တော် F1 ဆိုတဲ့နာမည်လေးနဲ့ပြပါတယ်အဲ့ဆိုတော့ထဲကိုကြည့်ညပြန်စားဒီမှာအဲ့ဒီမှာဆိုရရစားထွက်လာတော့ဒီလေးချားမယ်နဲ့ရှူရအောင်အဲ့နဲ့လည်းဆိုပေါ်နဲ့ see share F1 ရှူလေးပါ F1 ရှူလေးပါ triple white လေးပါ triple white လေးကိုဒီမှာ Nike Air လို့ရေးထားတယ်ပြီးရင် switch ပြီးရင်ဒီ Nike F1 တက်ပါမယ် simple ဖြစ်တယ်အဲမှာလာမှတွေ့လို့ပါ Nike Air F1 ပါ okay ဒါပဲမသိရပါဘူးဒါပဲပါတယ်နောက်တစ်ဖက်ထောက်ပြအခါကျတော့ဒီမှာအခါကျတော့ဟုတ်တယ်လေပါ Nike တက်ရဲ့F1 နဲ့ကြောင်း Nike F1 LEGS လို့ပါတယ်ပြီးရင်သူရဲ့ C ဒီနေ့3000နော်အဲ့တော့ဒါလေးပါပဲဒါ fashion list လို့ခေါ်ပါတယ်ဒီတော့7 wine ကြောင့်တော့ကျွန်တော်ပုံမှန်စီးတာတော့ဒီ40စီးတာပေါ့နော်40စီးဆိုမဲ့40ကတော့ပုံမှန်40ဆိုမဲ့40တော့မပြည့်ဘူးမပြည့်တော့ကျွန်တော်စိတ်ချပြီးစီးလို့ရတယ်39လောက်ကြီးကျွန်တော်ချပြီးစီးလို့ရတဲ့ကြောင့်မို့လို့ကျွန်တော်ဒီ7 wine ဆိုတာ shoe ပေါ့နော် shoe ကိုလည်းပြောကြတယ်လို့ရှိရင် GS လို့သူကဘူးမှရှိတာအားပြဘာလို့ကွာလဲဆိုရင်ပြရှူးလို့ရေးရတဲ့ကြောင့်မို့သူကရုပ်ကကျတော့ရုပ်ပေါ့နော်ပြီးရှင် GS ကကျတော့ဆောစာဟိုးရတာကခဲ site ကိုပြောချင်တော့ခဲ site မှာသူက grade school ပေါ့နော် grade school clay လို့တဲ့ site ကိုပြောပါတော့အဲ့ဒီကတော့နာလားပုံမှန် man site ရှိ man site 40ကဝယ်ရခန့်နေတယ်ပေါ့နော်ခန့်နေတဲ့ကြောင့်ကျွန်တော်7 wine ကိုဝယ်လိုက်တယ်7 wine က40ပဲ40နဲ့ man site နဲ့ဒီ7 wine 40နဲ့မှာကွာလဲဆိုတော့ဒီပုံမှန်တော့အနည်းပုံမှန်သွားတာပြီးကွာတယ်လိုကွာလဲဆိုဒီဘေးရဟာလေးတွေမှာဆိုတော့ပိုပွေးနဲ့ဟိုင်ပွေးတော့ပဲနဲ့လူလေးတွေလည်းပြီးသွားတာဒီမှာဒီ robot မြင်တာလေးကနေသွားတာတော့လို့ရှိရင်ဒီပြက်ကျဲတာတိတ်မကျဲတော့ဘူးပေါ့နော်အဲ့လိုမျိုးလေးပြောင်းသွားတယ်ပေါ့နော်ဒီဓာတ်တွေကျဲတာတွေကမကျဲတော့ဘူးအဲ့လိုမျိုးလေးဖြစ်သွားတယ်ဒီ F1 ကျွန်တော် first F1 မဟုတ် F1 ရှိသေးတယ်ကျွန်တော်ရှိပါအားလဲဆိုတော့ဒါပေါ့နော်ကြီးရပေါ်နဲ့90နဲ့ခေါ်လာတော့ထားတယ်4-1ရှိသေးတယ်ပေါ့နော်4-1တရံမှာဆို F1 2ရံပေါ့နော်2ရံရှိတယ်ဒီ F1 ကျတော့ man side မှာ7တော့မဟုတ်ဘူး715ပေါ့နော်ကျွန်တော်ကပြောသလိုပဲအားကွာလဲဆိုဒီမှာ2 box လေးကွာတယ်715ဆိုမှလည်းတိတာတယ်ပေါ့နော်ဒီနှစ်ခုရဲ့ဖြတ်ကဘယ်လောက်ကွာလဲဆိုဖြတ်တွေကွာတယ်လေးကွာတယ်ပေါ့နော်အဲ့တော့ဒီထဲဆိုလည်းတိတာလေးကွာတယ်F1 နဲ့ဘာအမြင်နဲ့လာတယ်တဲ့ကြီးရတယ်နည်းနည်းပါရှိတယ်အားကြီးတော့ဘောရအောင်လို့ထင်ပါရဲ့သူရဲ့ဒါနဲ့ဒါဟောတာပဲ F1 F1 plus စာအချင်းဘဝရေးပွဲများတဲ့စီးရဲရင်ကြီးတယ် quality ကတော့အများကြီးမှများတော့ဒါရွေးမှု plus ရတယ်ကြောင့်အဲ့ဒီမှာလည်းquality ကောင်းတာလေးလည်းရှိတယ် premium လည်းတိုင်းနဲ့တိုင်းလည်းရှိတယ်ဈေးကတော့ဒီကောင်လေးတော့ပဲဈေးတော့ဈေးပိုင်းတော့မှဈေးချတယ်ဆိုတော့စီးရပဲဒီဈေးနဲ့ချအဲ့တော့ဒီရောက်ပါပဲရောက်ပါပဲရောက်ပါပဲရှင်းစစ်တယ်ပါလေရောက်ပါ
ခုရှိသေးတယ်ဒါကတော့ဒါဒီနေ့တော့မွေးနေ့နဲ့ဆောင်ရတဲ့ခဏတည်းရအောင်ရှင်းနေကြရတဲ့ခဏရှိသေးတယ်အဲဒီခဏကြတော့ကျွန်တော်ဒီနေ့ဒီလိုပဲအဲဒါလည်းဆိုတော့ခဏဘဝဒီမှာအဲ့လိုဖြစ်နေလိုက်နေတော့တာဆေးပါကျွန်တော်ဝယ်တာဟာဒီလည်းရေးလာတယ်9000ကျော်ပြီးဒီဟိုပါကျွန်တော်3000လည်းမှ290အဲ့တော့3290ဆိုမှကျွန်တော်တို့ရခဲ့တဲ့ဈေးကတော်လေးကိုတာဟိုတော့ပဲကြားတယ်3290ဆိုတော့ကျွန်တော်ကြားတာဟောပဲကြားတယ်ဘယ်လိုလဲဆို24တော့ပဲကြားတယ်ဒီကောင်းကျတော့ဒီ F4 ကိုကြားတော့အားလုံးရောဒီမှာ3000ကစီရတယ်ဒီဖုန်းချပဲပြောနေတယ်မဲ့လည်းရစီက28 29တော့30တော့သွားတယ်ကောင်းလို့အဲ့ဒါလည်းပြီးရပါတော့ဒါမှဒီဖုန်းချတော့ပြောတာပဲတက်နိုင်ဘူးဈေးတက်နေတယ်ပုံစံမိုးလူကြောင့်တော့ချင်းနေနော်ကျွန်တော်ပါပဲ